ပစ္စည်းထိခိုက်မှုကတော့ဦးဇင်းတို့ကျောင်းဆောင်ကြီး၃ဆောင်ပြိုကျသွားတယ်ပေါ့နော်ဖះကလည်းရှေးဖះရာကျော်ဖះကြီးတွေ၃စုပြိုကျသွားတယ်ပေါ့တတိုင်းဘက်ဘက်လည်းမိုး၄ခုကလည်းမိုး၄ခုလည်းပြိုကျသွားတယ်ပေါ့တခါကြီးဦးဇင်းတို့အချိန်မီပြည့်ထွက်နိုင်တော့ထိခိုက်ဒဏ်ရာရမှုတော့တခါကြီးမရှိပါဘူးဘယ်လိုနေရာတဲ့အများဆုံးဖြစ်မလဲဦးဇင်းတို့ဒီတောင်မော်နဲ့တောင်ချီကတော့တခါကြီးအများဆုံးပေါ့ဗျာသူအသေးအပြောက်တွေလည်းများတယ်ပြိုပြက်မှုတွေလည်းများတယ်မြေကြီးတွေကျွံဝင်သွားတဲ့အဆောက်ကျောင်းဆောင်ဦးတွေလည်းအများကြီးပေါ့တယ်ဒါခမန်းကြီးပြောရမယ်ဆိုရင်တခါကြီး200ကျော်300နီးပါးလောက်ရှိလိမ့်မယ်ထင်တယ်တခါကြီးပြိုကျမှုတွေကပေါ့လေဒါဦးဇင်းတို့ဒါသာသနိကအဆောက်အဦတွေပဲပါတာပေါ့နော်လူနေမှုတိုက်တာတွေတော့မပါသေးဘူးပေါ့ဒီရဟန်းတန်ကဒီလက်ချင်းဆရာလေးတွေအကြောင်းတွေကတော့200ကျော်300လောက်အနည်းဆုံးပေါ့နော်ပြိုကျပျက်စီးသွားတယ်ပေါ့ဒီကကြီးဦးဇင်းတို့ကပြန်လဲထူထောင်ဖို့ရတော့လောဆယ်တော့ဦးဇင်းတို့တော့ဘာမှမတတ်နိုင်ဘူးပေါ့လေနောက်တစ်ချိန်ကျမှဒကာမတွေနဲ့ညှိနှိုင်းပြီးမှပဲစီမံခံွက်ပြီးတော့ပြုပြင်မွမ်းမံရတော့မှာပေါ့ဒါပါပဲဒီကကြီးအများကြီးလူတော့ပေါ့တော့ဦးဇင်းတို့လည်းဦးဇင်းတို့ဘက်ကတော့ဘာမှမတတ်နိုင်ဘူးလေဦးဇင်းတို့ဘက်ကတော့တပိုင်းတက်နိုင်လောက်ပဲတန်ရှင်းကိုနိုင်တဲ့လောက်ပဲဆောင်ရွက်ပေးနိုင်မှာပေါ့လေသက်ဆိုင်ရာဘက်ကအကူအညီထောက်ပံ့နေရမယ်ဆိုရင်ကတော့ဦးဇင်းတို့ဘက်ကတော့အများကြီးဝမ်းသာမိမှာပေါ့ဒီကကြီးဟောပြည်လေးမြန်မာအလူရှင်တွေအနေနဲ့လဲဦးစင်းအနေနဲ့ကတော့သူတို့ရဲ့အထောက်အပံ့သူတို့ရဲ့အကူအညီသူတို့ရဲ့အလူထဲမှုတွေရမှသာလည်းရင်ဒီနေရာဒီဌာနပြုပြင်ပြောင်းလဲပြန်လဲပြီးတော့ပြုပြင်ပြောင်းလဲပေးနိုင်မှာပေါ့လေဟိုလိုဆိုရင်ကတော့တိတ်ပြီးတော့မလွယ်လာဘူးပေါ့ဒါအဖက်ဘက်ကနိုင်ငံရခြားအကုန်လုံးကအဲ့လိုလေးအလူထဲမှုတွေရှိလာမှာပဲဒီဟာကြီးကပြန်ပြီးတော့ပြုပြင်ပြောင်းလဲပေးနိုင်ပြုပြင်ပြောင်းလဲနိုင်မှာပေါ့မြေတာစကားတော့အမြဲတမ်းစိတ်ကောင်းနှလုံးကောင်းနေထားပြီးတော့ဘေးဘေးရာဝေးကွာပြီးတော့အနာရောဂါဘေးဘေးရာတွေကင်းဝေးကြပါစေလို့ပဲဦးဇင်းကတော့မြေတာစကားလေးပြောချင်ပါတယ်